ပထမဆုံးကမြောက်တကုံမှာကလေးတယောက်6တန်း grade 6ပေါ့ကျောင်းသားလေးတယောက်ရပောင်းမျိုးသာပျောက်နေတာနေနောက်ဆုံးတော့တိလိုက်ရတာကွယ်လွန်သွားပြီဆိုတော့တိလိုက်ရတယ်သတင်းလေးပါကွယ်လွန်သွားပြီဆိုတော့အသက်ခံရဆိုပြောပုံမှန်ပါတယ်နော်မြောက်တကုံမျိုးနဲ့ပါပေါ့နော်မြောက်တကုံမျိုးနဲ့ကလေးလေးတယောက်ပါသူနာမည်ကတော့မောင်မင်းခန့်စောတဲ့အသက်က73နှစ်ရှိသွားပြီနော်အဲ့ကလေးလေးတယောက်ပျောက်နေတာကြာလို့ဆိုပြီးမိခင်တွေကမိသားဆိုတာရှာရင်ဖွေနေနောက်ဆုံးတွေ့ရတာနောက်ဆုံးကျတော့သူတို့ကလေးကိုပြန်ရတဲ့အချိန်မှာသူတို့ကလေးကိုတေးဆုံးနေတာကိုပြန်ရတယ်ပေါ့နော်ဖြစ်စဉ်လေးဖြစ်သွားတယ်အဲ့ဒါကနော်တကုံမျိုးတွေမြောက်ပိုင်းမျိုးနဲ့39ရက်ကွက်အဲ့ရောက်ကမှနေထိုင်တဲ့နေအိမ်တွေမှာရှိတဲ့ကလေးတယောက်နော် grade 6ကျောင်းသားလေး73နှစ်ရွယ်ကျောင်းသားလေးသူ့ကိုရေကန်ထဲမှာနော်အဲ့ဒီအနာရက်ကွက်ကနောက်တကုံ39နောက်တကုံ39ရက်ကွက်မှာနေတဲ့ကလေးလေးကသူကကျောင်းတက်ပြီးတော့ပြန်လာတဲ့အချိန်နော်ပြန်လာတဲ့အချိန်ပေါ့နော်ပြန်လာတဲ့အချိန်အဲ့ဒီပြန်လာပြီးတော့သူကရုတ်တရက်ပြန်သွားပြီးတော့သိမကြောက်ပျောက်သွားပြန်မရဘူးပြန်မရတော့မိသားစုကဘယ်ရောက်သွားလဲမသိပတ်ရှာရင်းနဲ့ပျောက်တာ8ရက်နေ့ကညနေဆောင်ကပျောက်သွားတာကျောင်းပြီးတော့ပြန်လာတော့8ရက်ညနေဆောင်ပျောက်သွားတယ်ပျောက်သွားပြီးတော့နောက်တနေ့မနေ့ကြာတော့မှနော်ဇွန်လ10ရက်နေ့မနေ့ကြာမနေ့ပိုင်းဒီနေ့မနေ့ကြာမှ2ရက်ကြာပျောက်နေတယ်ပေါ့နော်ဒီနေ့မနေ့ပိုင်းကြာမှအဲ့ဒီမြောက်တကုံမျိုးနယ်တွေက38ရက်ကွက်ထဲမှာရှိတဲ့ရေကန်တစ်ခုထဲမှာမှောက်လျက်သားလေးရုပ်အလောင်းလေးတစ်လောင်းတွေ့လို့ဆိုပြီးသွားကြည့်လိုက်တော့အဲ့ကလေးလေးဖြစ်နေတယ်73နှစ်သားအဲ့ကလေးလေးဖြစ်နေတယ်ဖြစ်နေတော့ပြောရင်တော့မိသားစုကရင်ကွဲတာပါဗျာရင်ကွဲပြီပေါ့နော်ဒီကလေးလေးဖြစ်သွားတော့အဲ့တော့ဒီကလေးကိုဘယ်သူဘာလုပ်လဲဆိုတဲ့ဟာကိုတော့အခုချိန်ထိတော့အသေးစိတ်ဘယ်သူမှတော့မသိရသေးဘူးနောက်ဆုံးဒီကလေးပျောက်သွားတာမိဘတွေသိတယ်နော်မိတော့ပျောက်သွားလို့မိဘတွေပတ်ရှာတယ်ဟိုကလေးပျောက်လို့ချင်းဟိုလိုက်ပြီးရှာတယ်ဒါပဲသိတယ်ပြန်ရတဲ့အချိန်မှာကလေးကရေကန်ထဲမှာမှောက်လိုက်တာအလောင်းလေးဖြစ်နေပဲမြင်ရတယ်ဆိုတော့ကျွန်တော်လည်းဟိုဖခင်တယောက်ဖြစ်တော့ဒါလေးကြည့်ပြီးတော့စိတ်ထဲတော်မကောင်းဘူးဗျဟိုကလေးလေးရဲ့ចောင်းသားလေးလည်းဖြစ်တယ်ပေါ့နော်ចောင်းသားလေးလည်းဖြစ်တယ်ဆိုတော့ဒီကလေးကိုဒီလိုလှုပ်လောက်တဲ့အထိရေတဲ့ကန်ထဲမှာတေနေလောက်တဲ့အထိလူတယောက်ကတတ်သွားတာလားဒါမှမဟုတ်ရေကန်ထဲမှာသူရင်နစ်သွားတာလားနှစ်မျိုးရှိတယ်ဆိုတော့ဘယ်ဖြစ်စဉ်ကအမှန်လဲတော့တခြားတော့ရေတက်ဖွဲ့ကဒါစုံစမ်းတော့မယ်တေမှုတေခင်ရေတက်ဖွဲ့တော့စုံစမ်းနေတော့မယ်အကယ်၍များတာပေါ့နော်တစုံတစ်ယောက်ကတတ်သွားတာဆိုရင်တော့တော်ရက်ဆက်တယ်မရိုင်းတယ်လူလို့ပြောရမယ်ရေကန်ထဲမှာနစ်သွားတယ်ဆိုရင်တယောက်ကတော့မြင်တဲ့တယ်ပေါ့နော်မြင်တဲ့တာပေါ့ဒီရေကန်ထဲမှာဒီလိုမှောက်ရသားကြီးရေကန်ထဲမှာနစ်တယ်ရေနစ်သွားတယ်ဆိုရင်တော့ဒီတယောက်ကမြင်တဲ့တယ်သူတယောက်တည်းတော့မဖြစ်နိုင်ဘူးပြီးတော့ကလေးကကြောင်းအောင်ပြန်လာပြီးတော့အိမ်မြောက်ပြီးခဏနေတော့သူပြန်ထွက်သွားတယ်ဆိုတော့သူတငယ်ချင်းနဲ့ဆော့ဖို့သွားတာလားတခုခုမဟုတ်ဝယ်စားဖို့ဘာလို့ညာထွက်တာလားဘာလားညာလားတော့မသိနိုင်ဘူးပေါ့နော်ဘာကြောင့်မှတော့မသိနိုင်ဘူးလောဆိုတော့ကလေးအဲ့လိုဆုံးသွားတယ်ဆိုတော့စိတ်တော်တော်မကောင်းတယ်ဖြစ်ရတယ်ဆိုတော့ကျွန်တော်ကခုနပြောသလိုပေါ့မိဘတယောက်ဖြစ်တော့ကိုသားသမီးချင်းကိုချင်းစားတယ်မိဘတွေဒီကလေးရဲ့မိဘတွေဘယ်လောက်တောင်ရင်ကွဲရှာမလဲဘယ်လောက်တောင်သူတို့သားသမီးကိုကြည့်ပြီးတော့ဘယ်လောက်တောင်ဟိုသူတို့နှလုံးသေးဖို့ကြည်ဝတ်မိတာသူတို့ဘယ်လောက်ခံစားမှကျွန်တော်သိတယ်ခံစားမိတယ်ကျွန်တော်လက်စင်မကောင်းကလေးလေးကြည့်ပြီးတော့ကလေးလေးကလူရည်တန်လေးဗျကလေးလူရည်တန်လေးဓာတ်ပုံလေးကြည့်တော့လူရည်တန်လေးပုံစံလေးကြည့်တော့လူရည်တန်လေးဖြစ်နေတယ်ဆိုတော့ဟိုစိတ်မကောင်းစရာပဲအဲ့တော့ကျွန်တော်တို့ဘာပဲလဲဆိုတော့ကလေးတွေပေါ့ဗျာကျွန်တော်တို့ဒီလူသား2ဦးပေါင်းဖက်တယ်ပြီးတော့ကလေးတွေမွေးကြတယ်ကလေးတွေမွေးကြတဲ့ခါမှာကိုကလေးတွေကိုကာဝယ်ဆောက်ရှောက်ကြဘူးလိုတယ်ဘလို့ဆောက်ရှောက်ရဲဆိုကိုကလေးတွေဖြစ်နိုင်ရင်မတော်တဆကြအောင်ပဲဖြစ်ဘာကြောင့်ဖြစ်သေဆုံးခြင်းမရှိရလေအောင်ဒုက္ခမရောက်ရလေအောင်မိဘတွေနှစ်ပါးမှာလည်းအဓိကတာဝန်ရှိတယ်ပြီးတော့ဘေးပတ်ဝန်းကျင်မိသားစုချင်းချင်းကလည်းဘေးပတ်ဝန်းကျင်မှာရှိရက်ကွက်သူသားတွေချင်းချင်းကလည်းဆောက်ရှောက်ကြဖို့လိုတယ်ကျွန်တော်တို့ကတော့ရွာမှာကြီးပြင်းတဲ့လူတွေဆိုတော့ရွာတွေမှာဒါဘသူကလေးသိတယ်ရွာတွေမှာဒီရွာလုံးမှာဘသူကလေးမွေးလာတဲ့ကလေးကတရွာလုံးဝိုင်းထိန်ပြီးတဲ့ကလေးဖြစ်တယ်တရွာလုံးဝိုင်းပြီးထိန်ချောင်းပေးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရွာတွေရဲ့ဓလေ့ကအဲ့တခုတော့ကောင်းတယ်ဗျဥပမာဒါဘသူကလေးတယောက်ကမမြင်မတော်ရိုက်တော့ကျွန်တော်ငယ်တော့ဆိုရင်ကျွန်တော်တို့မမြင်မတော်ဆော့နာမြင်လို့ရှိရင်တော့ဟိုရွာတယောက်ကလူကြီးတယောက်ကနေပြီးမမြင်မတော်တယ်မဆော့တဲ့ဆိုပြောပြီးဖောင်းရိုက်သွားပြီးတော့ဟေးနေသားငါရိုက်လိုက်ပြီသွားပြန်ပို့တယ်ဒီလိုမျိုးနဲ့ရွာတွေမှာထိန်ချောင်းခဲ့ကြတာကျွန်တော်တို့အဲ့တော့ရန်ကုန်လိုမျိုးပြကြတော့ပြဿနာကြတော့မျိုးပြကြတော့ကြက်တယ်ဗျာကားတွေစိုက်ကယ်တွေဘာတွေညာတွေစိုက်ကားတွေနော်အခုဆိုလူနိုင်တွေဘာတွေမှမသိအောင်ရှုပ်ထွေးတဲ့အခါကြတော့ဟိုကိုသားသမီးကိုသူရှာလေးကျွန်တော်တို့ပို့ပြီးခင်းဆိုင်ကြတော့မယ်ဒီကလေးဖြစ်စဉ်ကိုကြည့်ပြီးတော့ကျွန်တော်တို့တွေကိုသားသမီးပို့ခင်းဆိုင်ရမယ်ဆိုတာတော့ပို့ပေါ်လွင်လာတယ်ဟိုအကြောင်းဖွင့်ရသူဖြစ်တော့ကလေးတွေဆိုတဲ့အမျိုးကလည်းကလေးဆိုတာအမျိုးကလည်းဒီလိုပါပဲကလေးလိုပဲဆော့တက်သွားတယ်လာတဲ့တော်လာရှိတတ်တယ်နော်ပြီးတော့ဒီရွယ်လေးတွေကရွယ်ကောင်းရွယ်လေးတွေခုမှဒါသူတို့ကလောကကြီးကိုစပြီးတော့ဟိုမျိုးလုံးထဲမှာသူ့လောကကြီးမှာအရာလို့ဆိုချင်းရှိချာတေချာနားလေလာစနားလေစားပြုတ်လာတဲ့အရွယ်လေးပို့ပြီးတော့စူးစမ်းခြင်းတဲ့အရွယ်လေးတွေဆိုတော့တတိထားကြဖို့ပါဗျာဟိုကြောင်းဖွင့်ရတယ်ဖြစ်တော့နောက်ထပ်ဒီလိုမျိုးကလေးရဲ့သတင်းတွေလည်းမကြားကျင်တော့ပါဘူးဒါကြောင့်မို့လို့ဟိုတတိုင်းငန်းလုံးမှာရှိတဲ့မိဘတွေအားလုံးကိုတိုက်တွန်းတာတော့ကိုသားသမီးကိုမွေးထားပြီးတဲ့နောက်ကိုရတနာလေးတွေကိုကိုတိုင်းနည်းနည်းတော့ဂီယူလေးတွေနည်းနည်းအောင်စိုက်ကြပါဘာလို့ဒီကလေးဖြစ်စဉ်မျိုးဖြစ်ပြီးတော့ကျန်တဲ့လူတွေအားလုံးလည်း
ကိုကလေးတွေကိုနည်းနည်းလေးတော့ယူဆိုင်ဖို့အချိန်ပို့ပြီးယူဆိုင်ဖို့အချိန်ရောက်တယ်ဆိုတော့အတီးပေးနေတာပါเนาะဆိုတော့